ကျွန်တော်ရေးသားထုတ်ဝေခဲ့မှုရဲ့စာအုပ်လေးတွေကိုကျွန်တော်မိတ်ဆွေတွေကိုမိတ်ဆက်ပေးလိုပါတယ်ဒါကဒီစာအုပ်ကတော့ကျွန်တော်ပထမဆုံးစတင်ထုတ်ဝေတယ်2018ကထုတ်ဝေတယ်ကျွန်တော်ဆရာရဲ့ကလောင်နာမည်နဲ့ electronic basic course စာအုပ်ဖြစ်ပါတယ်အဲ့တော့ဒီစာအုပ်ကအုပ်ရည်4000ထိရောင်းချခဲ့ရပြီးတော့စာမူကကြီးလည်းကျွန်တော်အများကြီးရခဲ့ပါတယ်ဒါပေမဲ့စာအုပ်တိုက်ကတော့ပုံနှိပ်ဆက်ကြီးတွေဖြစ်သွားပါတယ်ဒါကတော့သူ့ရဲ့ရင်းနှီးမြှုပ်နှံမှုပိုင်းပေါ့ကျွန်တော်တော့စာရေးဆရာတယောက်အနေနဲ့စာမူကအုပ်ရည်1000အတွက်10သိန်းရခဲ့ပါတယ်အဲဒီတော့က2019ခုနှစ်ပေါ့နော်ဒီစာအုပ်လေးပါအဲ့တော့ကျွန်တော်တို့စာအုပ်လောကမှာဆိုလို့ရှိရင်6လလောက်ထိဒီစာအုပ်ကတော့တန်းကနေမစင်းမနဲ့ရောင်းအားအကောင်းဆုံးစာအုပ်ဆင်းထဲမှာပါခဲ့ပူပါတယ်အဲ့တော့ဘာလို့ဒီစာအုပ်ကရောင်းအားအကောင်းဆုံးဆင်းထဲမှာပါခဲ့တာလဲဆိုတော့ကျွန်တော်ရိုးရိုးရှင်းရှင်းလေးပြောပြမယ်နော်ဟောဒီစာအုပ်ထဲမှာကျွန်တော်ထည့်ရေးထားတာ theory တွေမပါဘဲနဲ့လုံးဝလက်တွေ့ဆန်ဆန်ပေါ့ကျွန်တော်တို့ကျောင်းသားတယောက်အနေနဲ့ကျွန်တော်ကျောင်းသားတယောက်အနေနဲ့ခံစားပြီးတော့ဒီစာအုပ်ကိုကျောင်းသားတယောက်ကနှုတ်ထုတ်ထားတဲ့ပုံစံမျိုးရေးခဲ့တာပါဒါကြောင့်မို့တော်တော်များပြည့်စင်မိတ်ဆွေတွေကတခန်းနဲ့အားပေးခြင်းကိုခံယူခဲ့ရပါတယ်အဲ့တော့ဒီစာအုပ်ကပထမဆုံးထုတ်ဝေခဲ့တဲ့စာအုပ်ပါအဲ့တော့ဒီစာအုပ်ကိုမြင်ညမ်းပြီးတော့အခုနောက်ဆုံး2025မှာပြန်ထုတ်တာဒီစာအုပ်ကကျွန်တော်ပေါင်းလိုက်တာပေါ့နော် intermediate ဆိုပြီးပေါင်းလိုက်တယ်အဲ့တော့စာအုပ်နှစ်အုပ်ကဆက်ဆက်နေပါတယ်အဲ့တော့ဒီစာအုပ်ထုတ်ပြီးတော့ကျွန်တော်နောက်ထပ်ပါစာအုပ်ထုတ်လာလဲဆိုတော့ကျွန်တော်ယူပဗေဒဆိုင်ရာမှတ်စုလိုများဆိုပြီးတော့စာအုပ်ထုတ်တယ်ဒီစာအုပ်ကိုထုတ်ရတဲ့အကြောင်းရင်းကကျွန်တော်က PhD ဖြေဖို့ကြိုးစားတာ PhD ဖြေဖို့ကြိုးစားရင်လည်းကျွန်တော်စာတွေကိုဘာသာပြန်နေအဲ့တော့2018မှာဘာသာပြန်နေရင်လည်းကျွန်တော် PhD ဖြေဖို့စာတမ်းတွေရေးနေဒီစာအုပ်ကိုအင်္ဂလိပ်ဘာသာကိုမြန်မာဘာသာကိုပြန်ပြီးတော့ကျွန်တော်ရဲ့ Facebook အကောင့်မှာတင်နေတဲ့စောင်းမားတွေကိုကျွန်တော်စီလေးအောင်ပြန်ရေးပြီးတော့ဒီစာအုပ်ကိုထုတ်လိုက်တာအဲ့တော့ယူပဗေဒဆိုင်ရာမှတ်စုလိုများဆိုစာအုပ်ဆို2019မှာနှစ်ဆန်းမှာထွက်လာပါတယ်အဲ့တော့စာအုပ်စက္ကူရဲ့ဈေးတန်တက်တာတအုပ်ကို9000နဲ့ကျွန်တော်တို့ဖြန့်ချီခဲ့ပါတယ်အဲ့နောက်တစ်ခါတတိယမြောက်စာအုပ်အနေနဲ့2019နှစ်ကုန်ပိုင်းလောက်မှာregister and its application ဆိုပြီးတော့ register နဲ့ပတ်သက်တဲ့စာအုပ်တွေကြီးပဲအကြောင်းအရာတွေပဲတတ်ကျွန်တော်ထပ်မံထုတ်ဝေခဲ့ပါတယ်ဒါပေမဲ့ဒီဟာတွေကတော့ register and application စာအုပ်တွေကြတော့ဘာဖြစ်သွားလဲဆိုတော့ဤပညာတက်ဖြစ်တဲ့အတွက်စီးပွားရေးရာအများအပြားရောင်းချခြင်းမရှိခဲ့ပါဘူးနည်းနည်းလေးခက်တာပေါ့နော်နောက်ဆုံးကျတော့ကျွန်တော်ခေတ်အခြေအနေအများကြီးပြောင်းလဲသွားတဲ့ခါကျတော့ကျွန်တော်ကအကြာကြီးစာအုပ်ကိုကြာသွားတယ်2019မှာနောက်ဆုံး3မြောက်ထွက်ပြီးတဲ့အချိန်မှာနောက်ဆုံးကျတော့မှအိမ်လုံးရက်စစ်ပစ္စည်းပြုရင်ပြင်ဆင်ခြင်းဆိုတဲ့စာအုပ်ကိုနောက်ဆုံး2024မှာထပ်ထွက်လာ2024မှာထပ်ထွက်လာဒီစာအုပ်ကလည်းအုပ်ကြီး3000ကုန်တဲ့အထိပိတ်သက်တွေအားပေးခြင်းကိုခံခဲ့ရပါတယ်နော်အဲ့တော့နောက်ဆုံးကျတော့ကျွန်တော်2026ပေါ့နော်2025ပေါ့မနှစ်ကတော့နောက်ဆုံးဒီ electronic basic course and intermediate ဆိုပြီးတော့ 55IC နဲ့ 741IC ကိုပေါင်းပြီးတော့မှထပ်ပြီးတော့နောက်ဆုံးထုတ်ထားတဲ့စာအုပ်ရှိပါတယ်အဲ့တော့ဆိုတော့ကျွန်တော်ကစုစုပေါင်းထုတ်ဝေဖြန့်ချီထားတဲ့စာအုပ်9အုပ်ရှိပါတယ်ဒါပေမဲ့လက်ရှိမှာတော့ဒီစာအုပ်တုံးနဲ့ဒီစာအုပ်ပဲဒီနှစ်မျိုးပဲကျွန်တော်တို့ဈေးကွက်ထဲမှာရှိပါတယ်ဝယ်ယူရတယ်ကျန်တဲ့စာအုပ်3ကတော့မရှိတော့ပါဘူးဒီစာအုပ်မရှိတော့ဘူးဒီစာအုပ်မရှိတော့ဘူးဒီစာအုပ်လည်းမရှိတော့ပါဘူးစာကြည့်တိုက်တွေမှာရှိသေးတယ်ပွင့်လင်းပြောမယ်ဆိုဒီစာအုပ်လည်းမရှိတော့ပါဘူးအဲ့ကျွန်တော်တော့ဒီစာအုပ်3ခုကိုမလုပ်လာလဲဆိုတော့ကျွန်တော်တွားလှူလာတဲ့ရေချောင်းကောလိပ်ကနေပြန်ငှားလာပြီးတော့ကျွန်တော်မိတ်ဆွေတွေကိုမိတ်ဆက်ရတာကျွန်တော်မှတော့မရှိတော့ဘူးဒါပေမဲ့PDF ရှိလားဆိုတော့ချုံမိတ်ဆွေက PDF လိုချင်တယ် PDF ရှိလား PDF ကစာအုပ်တိုက်ရဲ့မူပိုင်ဖြစ်နေကျွန်တော်ဖြန့်လို့ရှိရင်ကျွန်တော်လည်းပြဿနာတက်မယ်ဥပဒေချောင်းရပြဿနာတက်နိုင်တဲ့အတွက်ကျွန်တော်ဖြန့်ချီလို့မရဘူးအဲ့တော့ကျွန်တော်ဘာလုပ်ပေးလို့ရမလဲဆိုလို့ရှိရင်ဒီစာအုပ်တွေကိုကျွန်တော်ပေါ့scan ဖတ်မှာပေါ့ scan ဖတ်ပြီးတော့ကျွန်တော်ကိုယ်ပိုင်အဖြစ်ပြန်ပြီးတော့ကျွန်တော်က PDF ဖြန့်ဝေဖို့ကျွန်တော်စီစဉ်နေပါတယ်PDF ဖြန့်ဝေတဲ့အခါကျတော့ဒီစာအုပ်တွေကစီးပွားရေးရလည်းအကျိုးများရထားပြီးသားစာအုပ်တွေဈေးကွက်ထဲမှာလည်းမရှိတော့တာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်အခမဲ့ဖြန့်ချီပေးဖို့ရည်ရွယ်ထားပါတယ်လက်စစ်ပိတ်ရှင်များအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ